How are you today, Apollo? I'm a little nervous. Is that a microphone? ဆဲလ်ပညာရေးမှာကြီးမားတဲ့ခြေလှမ်းတစ်ရပ်အနေနဲ့ Google DeepMind နဲ့ Aptronix တို့ဟာသူတို့ရဲ့နောက်ဆုံးပေါ် Gemini Robotic 2 နည်းပညာကိုတရားဝင်မိတ်ဆက်လိုက်ပါပြီ။ဒါဟာတာမန်ရဲ့ဆဲလ်တစ်ခုမဟုတ်ပါဘူး။ဆဲလ်တွေအတွက်ခန္ဓာကိုယ်တစ်ခုလုံးရဲ့အာရုံခံစားမှုနဲ့စဉ်းစားဉာဏ် Whole Body Intelligence ကိုယူဆောင်လာပေးနိုင်တဲ့စနစ်တစ်ပဲဖြစ်ပါတယ်။ Gemini Robotic 2မှာအဓိကပါဝင်လာတဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်1ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်မှုစိတ်ဝါအရာဝတ္ထုတွေကိုကင်တွယ်ရမှာလက်ချောင်းနဲ့မကပဲတကူလုံးရဲ့အာရုံခံစနစ်ကိုပါသုံးနိုင်လာပါတယ်။ဒါကြောင့်အမိုက်စီတာဒါမှမဟုတ်မိသည့်တက်စင်တာလို့နူးညံ့ပြီးခက်ခဲတဲ့လုပ်တွေကိုပါလုပ်နိုင်လာတာပါ။နံပါတ်2အစင်းမြင့်စဉ်းစားတွေးခေါ်နိုင်စွမ်းစိတ်ဝါနီးပတ်ဝန်းကျင်ကိုလူလိုပဲအာရုံခံပြီးနားလည်စဉ်းစားလာနိုင်မှာဖြစ်ပါတယ်။နံပါတ်3စိတ်အုပ်ခြင်းချင်းပူးပေါင်းဆောင်ရွက်မှုGemini Robotic 2ရဲ့ထူးခြားဆုံး feature ကတော့စေရုပ်တရုပ်တွေမကပဲစေရုပ်အများအပြားပူးပေါင်းပြီးအလုပ်တွေကိုအတူတကွလှုပ်ဆောင်နိုင်စေတာပဲဖြစ်ပါတယ်။လူတွေအတွက်အမှားစီတာလိုလိုမျိုးကအင်မတန်လွယ်ကူပေမဲ့စေရုပ်တွေအတွက်ကြတော့လုံးစွာခက်ခဲပါတယ်။ဒါကိုစေရုပ်လောကမှာ Mobile Paradox လို့ခေါ်ပါတယ်။ဒီစိန်ခေါ်မှုကို Gemini Robotic 2ရဲ့အာရုံခံစနစ်နဲ့ AI ပေါင်းစပ်မှုကကျော်လွန်သွားနိုင်ပြီလို့သိရပါတယ်။ဒီလိုဘတ်စုံသုံး generalist robotic စနစ်တွေဟာအနာဂတ်မှာလူတွေအတွက်အိမ်မှုကိစ္စတွေမကပဲစေယုံလုပ်ငန်းခွင်တွေနဲ့တဘာဝပုံကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာပါလူတွေနဲ့အတူအန်ဒီကင်းပူးပေါင်းလှုပ်ဆောင်လာနိုင်တော့မှာပါလက်ရှိမှာတော့ Gemini Robotic 2ဟာလူနဲ့စေယုံကြားကကွာခြားချက်ကိုအလွန်ကျဉ်းမြောင်းလာစေခဲ့ပါပြီဒါပေမဲ့ဒီလိုအသိဉာဏ်မြင်စေယုံတွေဟာကျွန်တော်တို့ရဲ့လုပ်ငန်းခွင်နဲ့လူမှုဘဝအဖို့ကိုဘယ်လိုရိုက်ခတ်မှုတွေရှိလာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါ